ဒေဝါနဲ့စင်ကော်ဝဲမထိုးခင်ထိုင်းဖိုက်တာတယောက်နဲ့လက်ရည်စစ်ပွဲရှင်ပြိုင်သွားဖို့ရှိနေတဲ့ရာမန်ပရိသတ်များလုံးပဲမင်္ဂလာပါရွှေဟိုးဖိုက်ကနေပြန်လည်ကြိုလိုက်ပါရင်ရာမန်ကတော့ဒီနေ့ထဲမှာဒေဝါနဲ့စင်ကော်ပွဲရှင်ပြိုင်ထိုးသက်သွားရဖို့ရှိနေခဲ့ပြီးလွန်ခဲ့တဲ့2နှစ်လောက်တုန်းကဒေဝါကိုစင်ကော်ပြောကြားထားတဲ့အကျိုးဆက်ကိုရင်ဆိုင်ရတော့မှလည်းဖြစ်ပါတယ်ရာမန်ကဒီဝါကိုမပြောပါနဲ့မြန်မာပြည်မှာရှိတဲ့ဘလိုထိတ်တန်းဖိုက်တာမျိုးကိုမဆိုရင်ဆိုင်သွားဖို့အဆင်သင့်ရှိတဲ့အကြောင်းအင်တာဗျူးခုမှာခေါင်းညှိခဲ့ပူပါတယ်။ဒါကြောင့်ရာမန်ဟာဘလိုဖိုက်တာမျိုးနဲ့ပဲရင်ဆိုင်ရပါစေရင်ဆိုင်ရတဲ့တက်တိတွေရှိသူလို့ဆိုရမှာပါ။ပြီးခဲ့တဲ့လတုန်းကဆိုရင်လည်းရာမန်ကသူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေတဆင့်ချန်ပီယံတွေဆိုသူများ training ကိုကောင်းကောင်းလုပ်ထားပါရာမန်ပြန်လာပြီးဆိုပြီးတော့သူ့ရဲ့လေ့ကျင့်မှုဗီဒီယိုနဲ့အတူပြန်ဘက်တွေကိုသတိပေးပြောဆိုမှုတွေပြုလုပ်လိုက်ပါသေးတယ်။ပရိသတ်တွေကတော့ရာမန်ကထိုးပေါက်ရှိပြီးမာကုံမရှိတိုက်လုံးမရှိတဲ့အပေါ်မှာရာမန်ကိုတေးပြီးအောင်ပေးချင်ကြမယ်အားနည်းချက်တွေပြင်ဆင်ပြီးကမှအခုလိုမျိုးလေတိုက်တာတွေကိုပြုလုပ်ဖို့အတွက်ရာမန်ကိုပြန်လည်သတိပေးနေကြပါတယ်ရာမန်ကတော့ဘယ်သူတွေပါပဲပြော view ဆိုင်နေမှာမဟုတ်ပဲကိုလုံးတဲ့အရာကကိုယ့်ရဲ့သမိုင်းပဲဖြစ်တာကြောင့်ကိုယ့်ရဲ့သမိုင်းလှဖို့အတွက်စ조사နေတယ်လို့ပဲတုံ့ပြန်ပြောဆိုခဲ့ပါတယ်ရာမန်ထိုးခဲ့မှုတဲ့ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်တချို့သောပွဲတွေမှာရာမန်ရဲ့ကစားပုံကအတော်လေးကောင်းမွန်ပြီးအနိုင်ရရှိဖို့အတွက်အနေအထားတစ်ခုမှရှိနေခဲ့ပါတယ်ဒါပေမဲ့ပွဲအပြီးမှာရာမန်အနိုင်မရလိုက်ပဲနိုင်ပွဲနဲ့လွဲချော်ခဲ့ရတာတွေလည်းရှိပါတယ်ဒါကတော့ရာမန်ရဲ့အထူးအားနည်းချက်တွေတဲကတခုအပါဝင်လို့ဆိုရမှာပါဒီကြောင့်လည်းပတ်သက်လို့ရာမန်ကတော့အခုလိုဖြစ်ရတာဟာနီးပြနဲ့ပဲအထူးသက်ဆိုင်ကြောင်းသူကနီးပြအပြောင်းလဲတွေကိုမကြာခဏပြုလုပ်လေ့ရှိတတ်ပြီးနီးပြတယောက်နဲ့ရေရှည်ဓာတ်မတက်ဖြစ်နေကြောင်းအခုလိုမျိုးနီးပြအပြောင်းလဲတွေမကြာခဏဖြစ်နေတာကြောင့်နီးစနစ်ပိုင်းဆိုင်ရာချင်းကပ်မှုတွေမှာအစကနေပြန်စနေရကြောင်းတချို့သောပွဲတွေမှာဆိုရင်နီးပြရဲ့နီးစနစ်တွေနဲ့ကောင်းစွာလေ့ကျင့်မှုတွေမပြုလုပ်ရသေးခင်မှာဝင်ထိုးရတာဖြစ်လို့အခုလိုမျိုးသူ့ရဲ့လက်စွမ်းတွေကမတိမငြိမ်ဖြစ်ရကြောင်းရာမန်ကအကြောင်းပြချက်ပေးထားပါတယ်ဒါပေမဲ့ရာမန်ကတော့သူ့ရဲ့အဓိကရည်မှန်းချက်တစ်ခုကိုမပြည့်ပြည့်အောင်ဖြည့်ဆည်းသွားဖို့စိတ်အားထက်သန်နေပါတယ်။သူ့ကိုပရိသတ်တွေကမြန်မာပြည်ချန်ပီယံတယောက်ဖြစ်စေချင်နေကြလို့သူ့ဘက်ကလည်းပရိသတ်တွေရဲ့ဆန္ဒပြေဝအောင်အစွမ်းကုန်စ조사သွားမယ်လို့ရာမန်ကကတိပေးခဲ့ပါတယ်။မြန်မာပြည်ချန်ပီယံတယောက်ဖြစ်ဖို့အထိရည်မှန်းထားတဲ့ရာမန်ဟာဒီနေ့ထဲမှာတော့သူစိန်ခေါ်ပြောကြားထားတဲ့ဒီဝါနဲ့ပွဲကြီးပွဲကောင်းတစ်ပွဲကိုရှင်မြိုင်ထိုးသက်သွားရဖို့ရှိနေပါတယ်။ဒါကရာမန်ရဲ့ကစားသမားဘဝအတွက်အကြီးမားဆုံးနဲ့အခက်အခဲဆုံးသောစိန်ခေါ်မှုတစ်ခုလည်းဖြစ်လာမှာပါ။ရာမန်ကိုအပီဖောက်ဖို့အတွက်လည်းဒေဝါဘက်ကအတော်လေးကိုအားခဲပြင်ဆင်နေတာကြောင့်ဒီပွဲမှာရာမန်အတွက်မလွယ်ရေးချမလွယ်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။အခုဆိုရင်ရာမန်ကဒေဝါနဲ့မထိုးခင်ပြပဖိုက်တာတယောက်နဲ့လက်ရည်စမ်းပွဲတစ်ပွဲကိုရှင်ပြိုင်ထိုးသက်သွားရဖို့အခြေအနေကဖန်တီးလာခဲ့ပြီဖြစ်ပါတယ်။လာမယ့်မေလ25ရက်နေ့မှာကျင်းပပြုလုပ်သွားမယ် MFC5 ပြိုင်ပွဲမှာရာမန်ရဲ့ပွဲစဉ်လည်းပါဝင်လာခဲ့ပါတယ်။ဒီပြိုင်ပွဲမှာရာမန်ကထိုင်းဖိုက်တာကိုင်တီဆန်နဲ့ထိပ်တိုက်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ကိုင်တီဆန်ရဲ့ကစားပုံကနောက်စပေါ်စတန်ဘဲဂျီဘဲလက်ရှေ့ထွက်အားပြုတဲ့ကစားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဘဲဂျီကန်ချက်ကအတော်လေးကိုကောင်းမွန်ပြီးခြေကန်ချက်များပါတယ်။ပါဝါပါတယ်။လက်ရှိချိန်ကြီးဆိုရင်ကိုင်တီဆက်ကပွဲပေါင်း80ကျော်ထိရှင်ပြိုင်ထိုးတန်ထားခဲ့ပြီးဖြစ်ကပွဲ60ကျော်နိုင်ရရှိထားပြီးရှုံးပွဲကလည်း15ပွဲပဲရှိထားတာကြောင့်ထိုးပွဲမှတ်တမ်းကောင်းတဲ့ဖိုက်တာတယောက်လို့ပြောလို့ရပါတယ်။တိုက်စစ်အားသန်ဖိုက်တာတယောက်ဖြစ်တယ်လို့မြန်မာရွာလက်ဝဲနဲ့လည်းအတော်လေးရင်းနှီးကြောဝင်မှုရှိတာကြောင့်ဒီပွဲမှာရာမန်အနေနဲ့ပေါ်လို့တော့မရပါဘူးဒီပွဲကတော့ဒီဝါနဲ့ပွဲမတိုင်ခင်ရာမန်အတွက်လက်ရည်စစ်ပွဲအဖြစ်ကစားရတယ်လို့တောင်ဆိုနိုင်ပါတယ်ရာမန်ဒီပွဲမှာဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတာကဒီဝါနဲ့ပွဲအနိုင်ရှုံးကိုလည်းကြိုတင်မှန်းဆရလွယ်ကူသွားစေပါလိမ့်မယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကနောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ